အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်မှာမိတ်ဆက်ရောင်းချပေးမယ်မြေကွက်လေးကတော့ကလောမျိုးအနီးကြီးကုန်းရွာမှာတည်ရှိတဲ့မြေကွက်လေးနဲ့ကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်မြေကွက်လေးကကတ္တရာလမ်းမေးတင်မှာဖြစ်ပြီးတော့လမ်းရဲ့အမြင့်ပိုင်းမှာတည်ရှိပါတယ်ကလောမျိုးမစီကနေမြေကွက်လေးကိုလာမယ်ဆိုရင်တော့15မိနစ်ဝန်းကျင်နဲ့မြေကွက်လေးကိုရောက်ရှိမှာဖြစ်ပါတယ်မြေကွက်လေးရဲ့အနေထားကတော့သူကမြေညီတယ်မြေပြန့်တယ်ကားလမ်းထက်မြင့်ပါမယ်အကျယ်ကတော့သူကမျက်နှာစာ52ပေအရှေ့အနောက်ပေ90အကျယ်မှာတည်ရှိတဲ့ရွာမြေစစ်လေးပဲဖြစ်ပါတယ်မြေကွက်လေးကိုအခုမြင်တွေ့ရတဲ့လမ်းလေးကရွာလမ်းမကြီးဖြစ်ပါတယ်မြေကွက်လေးကနေမြင်တွေ့ရမယ့် view လေးကတော့ Flight Down View တောင်တန်း view တွေကိုပတ်လည်မြင်တွေ့ရမှာဖြစ်ပါတယ်ရေမီးအဆင်ပြေပါတယ်အိမ်အသင်းဆောက်နေလို့ရပါတယ်လမ်းကျယ်တယ်လမ်းကောင်းပါတယ်ဟုတ်ကဲ့ဒီမြေကွက်လေးကိုစိတ်ဝင်စားလို့ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ